ဒါဆိုရင်ခြေထားအတွက်ပြီးသွားနောက်ချမ်းမှာဒီလိုဆွဲထားရမှာအဲ့တော့နောက်ချမ်းမှာဘာလေးဆွဲဖို့လိုလဲသူ့မြင်အတိုင်းပဲသူဒီလိုဖြစ်ထွက်လာတဲ့မြင်အတိုင်းလေးပဲဆွဲပေးမယ်အစုံနဲ့ဒီအစုံပေါ့နော်ဒီမြင်နော်ဒီမြင်အစုံအဲ့တိုင်းလေးပဲဆွဲပေးမယ်ချမ်းမှာဘာလေးလုပ်လဲဆိုရင်ဒီအလဲမြင်းလေးကိုထိတ်လေးတွေကကြီးလေးဟားလိုက်မယ်ဟားပြီးသွားရင်ဒီကနေပြီးတော့ဒီဘက်ချမ်းအတွက်နော်တိတ်လေးကတ်လိုက်မယ်တိတ်လေးကတ်လိုက်မယ်ကတ်ပြီးတော့ရင်ဒီအောက်ကိုပြန်သွင်းမယ်ဒီဘက်ချမ်းအတွက်ပြင်မယ်ဒီကနေပြီးတော့သူ့လှိမ့်တဲ့ဟာလေးပေါ့နော်ဒီဘက်ချမ်းအတွက်ဟာလေးကိုလှိမ့်စုလေးနဲ့ copy လှိမ့်လိုက်မယ်ဒါဆိုဒီလိုလေးရောက်သွားဒါဒီအတွက်နော်အဲဆိုရင်ပုံမှားပြီးတော့မြောင်လှိမ့်လိုက်တဲ့မြင်းလေးကိုဆွဲပြမယ်နော် copy ခုလိုက်တဲ့ဟာလေးပေါ့ဒါလေးကိုအကြည့်လေးနဲ့ပြမယ်နော်ဒါကိုအရင်နာမည်ပေးလိုက်မယ်ဒါ B1 ဒါ B2 B1 အတွက်က copy tracing လိုက်ပြီးသွားပြီဆို B2 အတွက်လာမယ်ဒါ B1 ဒါ B2 အဲ့တော့ B1 အတွက်က tracing ကဒီလိုလှည့်ပြီးသွားပြီဒါ B1 အတွက်အဲ့တော့ B2 အတွက်ကဘယ်လိုလာမလဲဆိုလို့ရှိရင်ဒါလေးကိုလှန်လိုက်ဒီမှာဒါခွဲထားတဲ့မြင်းလေးနော်ခွဲထားတဲ့မြင်းလေးကိုတိတ်ကတ်လိုက်မယ်တိတ်ကတ်ပြီးဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီဟာလေးဒါလေးကို copy ခုမယ်အဲ့ဒါ copy ခုမယ် copy ခုလာတဲ့ဟာလေးကိုပြလိုက်မယ်တစ်ပတ်လေလုံးရင်ညှက်လိုက်မယ်နော်ရဲ့နောက်ချမ်းတော့ကိုnotch လုပ်ထားမယ်ပေါ့နော်ဒီနားလေးကို notch လုပ်မယ်ဒီပြီးရင်ဒီခပတ်စတက်မဲ့နေအောင် notch လုပ်မယ်ပြီးရင်ဒီအမှတ်လေးကို notch လုပ်ထားမယ်အဲ့ပြင်ပဲကြည့်နေ B1 တော့ကိုအရင်ညှက်မယ်ပေါ့နော် B1 ကဒီမှာပန်းရောင်လေးနဲ့ဒီလိုလုပ်ထားတယ်အဲ့ဒါလေးကိုတူတိုင်းလေးပဲငါပိတ်စာကိုချုပ်စာထုတ်တာလေးပြပေးမယ်ပေါ့နော်ဒီအောက်ကအရောင်ကာလာရင်းနဲ့ကပိတ်စာလို့သတ်မှတ်ပေးပါအခုဒီကချုပ်စာထုတ်ပြီးသားပေါ့နော်ဒီ center front ကနေပြီးတော့1 cm ထုတ်တယ်ဒီဘက်ကိုလည်း1ထုတ်ထားတယ်ဒီဟာကိုလည်း1ထုတ်တယ်ဒါကိုလည်း1 cm ထုတ်ထားတယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ green line အတိုင်းညှက်မယ်နော်အဲ့ဒါကဘယ်နှခုညှက်မှာလဲဆိုရင် total က4 4ခုညှက်မှာပါဒီဟာက4ခုပါဒီမှာ1ရွက်2ရွက်3ရွက်4ရွက်ဒါ4ရွက်ပါဒီဟာက F1 မှာကဒီဟာက1ထုတ်တယ်ဒီဘက်ကို1ထုတ်တယ်ဒီမှာကကြတော့2ထုတ်ထားပြီပေါ့နော်ဘေး size ကို SS ကို2.5ထုတ်လဲရတယ်1.5ထုတ်လဲရတယ်ပေါ့နော်ဒီနေရာကိုကျဲတဲ့လောက်ထုတ်လို့ရတယ်ဒီအောက်ခြေက2 cm ထုတ်တယ်ဒီမှာ1မဲထုတ်1မဲဘာလို့ထုတ်လဲဆိုတော့ဒါနှစ်ထပ်ချုပ်မှာမဟုတ်လို့1ထုတ်တာဒါကအတွင်းအပြင်ပေါ့နော်ဒါအပြင်စားအပြင်အလှပိတ်စားဒါအတွင်းစားပေါ့နော်အတွင်းစားကကြတော့ဒီမှာဆိုရင်သူ့ရဲ့ပိတ်စားနဲ့ပဲပြန်ချုပ်ထားပါပေါ့နော်ကိုကတကယ်လို့အထဲမှာအပါသားလေးမျိုးပဲချုပ်မယ်ဆိုတော့ကိုကြိုက်တဲ့ပိတ်စားကိုတုံးပြီးတော့ခံပြီးချုပ်လို့ရပါပေါ့နော်ဒါဆိုရင်နှစ်ရွက်ပါဒါနှစ်စားပါနှစ်စားညှက်ထားတာဒီမှာရှာကန်ပြကြတော့4 line နဲ့ဘယ်နှရွက်ညှက်မှာလဲဆိုရင်တစ်ရွက်ပဲညှက်မှာပါတစ်ရွက်ပဲညှက်မှာအကုန်လုံးပက်လေးကို1 cm ပဲထုံပါပါဒါရှာကန်ပြပါဆိုဒီမှာကရှေ့ချမ်း F2 အတွက်က2ရွက် F1 အတွက်ကအတွင်းအပြည့်နှစ်စားအတွင်းနှစ်စားအတွက်ဆို4ရွက်ညှက်ရမယ်အဲ့မှာကြတော့ဒီဘက်က SS အတွက်က2 cm ထုတ်ထားတယ်ကိုက 2.5 1.5ကျက်တဲ့လောက်ထုတ်လို့ရတယ်ဒီဥစ္စာကပြီးရင်ဒါ1အောက်ခြေက2 cm နှစ်ကောက်ခောက်မှာမဟုတ်လို့ပြီးသွားရင်ဒီဘက်ချမ်းဒီမှာနောက်ချမ်းအတွက်ကကြတော့ B1 အတွက်ကကြတော့ရှေ့ကစင်တာဘက်ချမ်းကို4 line ဆိုခောက်ကြောင်ပိတ်ကိုခောက်ပြီးတော့ညှက်မယ်ပြီးတော့လို့ရှိရင်အကောဒီဘာရ1 cm ဒါ1 cm အောက်ခြေပဲ2 cm တစ်ရွက်ပဲညှက်မယ်ကတ်1ဒီဘက်ကဟာကြတော့ B2 အတွက်ကကြတော့ကတ်2နှစ်ရွက်ညှက်မယ်ဒီ notch လောက်ခဲ့တဲ့ခိုင်းနဲ့အမှတ်သားလောက်ခိုင်းခဲ့တဲ့နေရာတွေကိုလှိတ်စုတွေနဲ့လှိတ်ပြီးတော့မှတ်ထားမယ်နော်အရှေ့ချမ်းဆိုလည်းအတိုင်းပဲအတူတူပဲနောက်ချမ်းရဲ့ခပတ်ကျိုးကိုလိုချင်တာက 2.5 cm အပြားချုပ်စာကဟိုဘက်1ဒီဘက်1ဖြစ်တဲ့အတွက်ဒီဘက်1ဟိုဘက်1ဖြစ်တဲ့အတွက်2.5ကိုနှစ်ပြန်ခောက်တော့5ဆိုတော့ဒီအကျယ်က7 cm ပြီးသွားလို့ရှိရင်ဒီအရှည်ကကြတော့ဒီအောက်ကအရှည်ကကြတော့50 cm 50ညက်မယ်အဲ့တော့ဒီဥစ္စာက 2.5 ဖြစ်တဲ့အတွက်အရင်ဆုံးဘယ်လိုချုပ်မလဲဆိုရင်ခောက်လိုက်မယ်ခောက်ပြီးသွားလို့ရှိရင်ဒီကနေပြီးတော့1 cm ချုပ်သွားမယ်အချုပ်သွားပြီးတော့ဒီမှာထိတ်ပိတ်မယ်ပိတ်ပြီးတော့ပြန်ပြီးတော့အလှဘက်ကိုပြန်လန်ထုတ်မယ်လန်ထုတ်ပြီးတော့ဒီလိုတင်မယ်တင်ပြီးွားရင်ဒီဘက်မှာအရင်ခက်ဖက်ပြားကိုသူ့အမှတ်ပေါ့နော်မှတ်ထားတဲ့နေရာမှာချုပ်မယ်ချုပ်ပြီးွားလို့ရှိရင်ဒီဟာလေးကိုဒီလိုချုပ်ရမယ်1 cm ချုပ်မယ်ချုပ်ပြီးွားရင်ဓာတ်ဆက်လိုက်မယ်ပြီးရင်ဒီဘက်ချမ်းကိုလည်းအဲ့တိုင်းပဲလုပ်မယ်လို့ရှိရင်ရှာကန်ပြားအရင်ချုပ်မယ်ရှာကန်ပြားတင်မယ်ပေါ့နော်ကိုတင်မဲ့အချမ်းမှာဒီ
အပြင်ကျမ်းမှာတင်မယ်တင်ပြီးသွားလို့ရှိရင်အလှတင်ချုပ်မယ်တင်ချုပ်ပြီးတော့ဒီဘက်ကိုလှန်ပြီးတော့ဒီလိုချုပ်မယ်ဒီဟာဆိုလို့ရှိရင်ဒါရှာကများရှိတဲ့ဘက်ချမ်းပေါ့နော်ဒီဟာဆိုရင်ဒီကနေပြီးတော့ဒီလိုချုပ်မယ်အလှတင်ပြီးတော့ချုပ်မယ်ချုပ်ပြီးတော့ဒီကနေပြီးတော့ဒီလိုအလှချုပ်မယ်ချုပ်ပြီးရင်ဒီလိုပြန်လှန်မယ်လှန်ပြီးတော့ဒီလိုမျိုးလေးဖြစ်မယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီပေါ်မှာပဲကျေသီးကွင်းပေါ့နော်ကိုလုပ်ချင်တဲ့ဒီအခုဒီဇိုင်းထဲမှာပါတဲ့ကျေသီးကွင်းအရင်တက်ထားမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ရှေ့ချမ်းဒီဟာပြီးသွားတဲ့ခါကျလို့ရှိရင်ဒီ F2 ဘယ်နဲ့ညာလာမယ်နောက်ချမ်း B1 ပေါ်မှာခပ်ပတ်ကျိုးအရင်တက်မယ်အရင်တင်လိုက်မယ်တင်ပြီးသွားလို့ရှိရင် B2 ကို B1 နဲ့ B2 ကိုချုပ်မယ်ကိုချုပ်စာထုတ်တာလောက်1 cm ချုပ်မယ်ပြီးရင်ဓာတ်ဆက်လိုက်မယ်ပြီးသွားလို့ရှိရင် F2 ညာဘက်ချမ်းညာနဲ့ဘယ်ကိုပခုံးချင်းရှေ့နဲ့နောက်တွဲမယ်အဲ့ဆိုရင်ဒီလိုအနေထားရလာပြီကျိုးရဲ့အကျယ်ပေါ့နော်အကျယ်ကကြတော့ 3.5 အပြားလိုချင်တာဖြစ်တဲ့အတွက် 3.5 ကဒီဘက်က 3.5 ဟိုဘက်က 3.5 ဖြစ်တဲ့အတွက်3.5 ဖြစ်တဲ့အတွက်7မှာဟိုဘက်ဒီဘက်1ချုပ်စာ1ဆိုတော့2ဆိုတော့9 cm ဒီဘက်အဲ့တော့ဒီအကျယ်က9ဒီအရှည်ကကိုတိုင်းထားတဲ့အရှည်ကိုတိုင်းထားတဲ့အရှည်ပေါ့နော်ဒါကတွေ့ရပဲအဲ့ဒါကိုဒီလိုခောက်ကြောင်းနဲ့ချုပ်မယ်ဒီဟာကအကျယ်က 2.5 လိုချင်တဲ့အတွက်ဟိုဘက်ဒီဘက် 2.5 ဆိုရင်5ချုပ်စာနဲ့ဆို2ဆိုတော့7ဒီဟာကြတော့အရှည်က7လို့ကျင်တာဆိုတဲ့အတွက်ချုပ်စာအပါတယ်ဆိုလို့ရှိရင်9အဲ့ဒါချုပ်စာအပြုတ်ပြီးပေါ့နော်7နဲ့9အဲ့ဒါကိုနှိပ်ရွက်ညှက်မယ်ပြီးရင်ဒီအသေးပုံလေးကကြတော့ဒီတော့အဲ့ဒီကျိုးလေးကအောက်ကတိတိလေးက2ရွက်ဒီဟာလေးက4ရွက်ညှက်မယ်ကျိုးကကြတော့ဒီဟာကကြတော့စောတိုင်းထားဘယ်လောက်လို့ပြောလေ10 cm ဘာလို့တိုင်းခိုင်းလိုက်ဆိုတော့တကယ်လို့ကိုကအတိချုပ်တတ်တယ်ဆိုလို့ရှိရင်အတိချုပ်လို့အတိစောပြောတယ်4 cm ပဲပေါင်းချုပ်လို့ရတယ်တကယ်လို့ကိုကပေါ့နော်အတိချုပ်မချုပ်နိုင်ဘူးဆိုလို့ရှိရင်အရင်ဆုံးဒီကိုစားတဲ့ဘက်ကနေပြီးတော့အရင်ဆုံးဒီဟာကိုထဲဒါချုပ်ပေါ့နော်ချုပ်ပြီးသွားလို့ရှိရင်အရင်ဆုံးချုပ်သွားရောက်ခဏီလောက်နေရာလောက်မှာဒီရောက်ခဏီနေရာလောက်မှာပြန်ပြီးတော့ပင်အလေးနဲ့ရာပြီးတော့မှပြန်ပြီးပိုးတဲ့ဟာကိုပြန်ချက်ချပြီးချုပ်အဲ့လိုမျိုးချုပ်လိုက်ရတယ်ကိုကနိုင်နေဆိုရင်တော့တခါတည်းအတိညှက်လိုက်ရတယ်ကိုချုပ်ပြီးထားတဲ့အဆင့်ထိပြီးသွားပြီဆိုလို့ရှိရင်ဒီအင်ဂျီမှာပေါ့နော်ဘယ်လိုချုပ်ထားလဲဆိုတာကိုပဲပြလိုက်တော့မယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီပြပြလေးအပြားလေးကိုအရင်ဆုံးကိုကအရင်ချုပ်မယ်ပေါ့နော်ဒီအချမ်းလေးနဲ့ဒီချမ်းလေးပေါ်မှာတင်ပြီးတော့ဒီမှာမှတ်ခဲ့တဲ့အမှတ်ကလေးကနေပြီးတော့ဆက်ချုပ်သွားတယ်ဆက်ချုပ်သွားတာကိုကပတိတိုင်းထားတဲ့ဟာမျိုးကနိုင်နေဆိုကိစ္စမရှိဘူးအဲ့ဆိုလည်းချုပ်လိုက်တကယ်လို့ကိုကမနိုင်ဘူးဆိုလို့ရှိရင်ဒီနားလောက်မှာခဏလောက်ရက်ထားပြီးသွားရင်ဒီနေရာလေးမှာပြန်ပြီးတော့ရှာပြီးတော့မှအဲ့မှာကွက်တိကကြီးနဲ့ပေါ့နော်ပြန်ညှက်ပြီးတော့မှအဲ့လိုမျိုးညှက်အဲ့ဆိုလည်းလွယ်တယ်အဲ့ဒီပိုင်းလေးချုပ်ပြီးသွားဆိုဒီအပိုင်းလေးကကြတော့အရင်ဆုံးကျဲသီးခွင်းနေပါပြီပေါ့နော်တက်ထားပြီးသွားပြီနင်းထားပြီးသွားပြီဆိုအဲ့အပိုင်းလေးကိုဒီလိုအလှတင်ပြီးတော့ဒီမှာ marking ပေးထားတဲ့ဒီအမှတ်ကလေးနဲ့ဒီအမှတ်ကလေးပေးခဲ့တဲ့နေရာအဲ့နေရာလေးနဲ့ကိုဒီလိုချုပ်သွားဒီဘက်လည်းအတိုင်းပဲဒီမှာကျဲသီးခွင်းနေပါတက်တယ်ရှာကန်ပြားတက်တယ်တက်ပြီးသွားလို့ရှိရင်ဒီအပေါ်ကိုတင်ပြီးတော့မှတ်ထားနေအောင်ချုပ်သွားပြီးသွားရင်ဘယ်လိုလုပ်လဲဆိုရင်ဒီထောက်လျှောက်အကုန်လုံးကိုဓာတ်ဆက်လိုက်တယ်ဓာတ်ဆက်လိုက်ပြီးတော့ဗာပြန်လုပ်လဲဆိုလို့ရှိရင်ဒီနေရာပေါ့နော်ဒီနေရာမှာကိုဒီလိုလေးအလှလေးနေနေဒီလိုလေးနေနေနင်းပြီးတော့မှဒီဘက်အချမ်းကိုဒီဘက်ကိုပို့ပြီးတော့ဒီကနေပြီးအလှချောင်းလေးတေးသေးလေးထောက်လျှောက်ဒီမှာထောက်လျှောက်နင်းသွားတယ်ဒီနေရာနားလောက်ရောက်လို့ရှိရင်ဒီလိုပုံစံလေးလာပြီးတော့ဒီလိုမျိုးလေးနေနေပြီးသွားလို့ရှိရင်အောက်နားခောက်တယ်ပေးပူတယ်ပေါ့နော်ကိုကျိုးတော့ကပြောဖို့မေ့ကြံခဲ့လို့ဒီကနေပြီးတော့ဒီဘက်ဒီအကျယ်ပေါ့နော်4 cm ပေါ့နော်ပိတ်စအဆွေအချင်းညှက်ထားမယ်ညှက်ထားပြီးသွားလို့ရှိရင်မလှဘက်ကနေပြီးတော့ဒီလိုမျိုးဟာလေးကိုပိတ်စပေါ့နော်ပိတ်စဒီလိုလေးခောက်လိုက်မယ်ခောက်လိုက်ပြီးသွားလို့ရှိရင်1 cm ချုပ်စားထားမှာအဲ့တော့1 cm တောက်လျှောက်ပတ်လေးချုပ်သွားမယ်ပြီးကက်ကြီးနဲ့ညှက်မယ်ကက်ကြီးနဲ့ညှက်ပြီးသွားလို့ရှိရင်ဒီဘက်ကိုပြန်ခောက်ပြီးတော့ဒီမှာဒီလိုပုံစံမျိုးလေးအဲ့လိုလေးချုပ်ထား